အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အာဖရိကရဲ့6တွေ့တဲ့လွင်ပြင်ကျဲကြီးထဲမှာတဘာဝတရားရဲ့အကျဉ်းတန်းဆုံးနဲ့အသေးရစရာအကောင်းဆုံးတိုက်ပွဲတစ်ခုစတင်နေတာကိုမြင်တွေ့ရမှာပါကျတိကြီးကောင်ဟာသူ့ထက်အစာပေါင်းများစွာသေးငယ်တဲ့ဖြန်ကြားလို့ခေါ်တဲ့ဒီတတော်ဝါလေးတစ်ကောင်ကိုအစာအဖြစ်တတ်မှတ်လိုက်ပြီးရန်မူနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီဖြန်ကြားလေးဟာတာမန်တတော်ဝါလေးမဟုတ်ပဲကဘာမောဝါအကြောက်လန့်ကင်းဆုံးတတော်ဝါအဖြစ်လူသိများတာပါကျတိကြီးကရှေ့ကိုတလန်းချင်းတိုးလာပြီးသူ့ရဲ့တန်မာတဲ့လက်သေးတွေနဲ့ဖြန်ကြားလေးကိုရိုက်ပုတ်ဖို့ကြိုးစားနေပါတယ်။ဖြန်ကြားလေးကတော့အရွယ်စားသေးငယ်ပဲမဲ့လုံးဝကြောက်ရွံ့ခြင်းမရှိပဲပါဇက်ကြီးကိုဖျဲပြီးပြန်လဲဟိမ့်ဟောက်နေတာပါ။မြေကြီးပေါ်မှာဖုံမုံတွေလွင့်ပြန်နေပြီးနှကောင်လုံးရဲ့အသက်ရှူတန်းတွေကပြင်းထန်နေပါတယ်။ကျတိကဖြန်ကြားလေးရဲ့လေပင်ကိုကိုက်ဖို့ကြိုးစားတိုင်းဖြန်ကြားလေးကပတ်နတ်စွာနဲ့ရှောင်တိန်နေပါတယ်။ကျတိကြီးကသူ့ရဲ့ကြီးမားတဲ့ပါဇက်ကြီးနဲ့ဖြန်ကြားလေးကိုမြေကြီးပေါ်မှာလှိမ့်ပစ်လိုက်ပြီးအပေါ်ကနေဖိထားဖို့ကြိုးစားနေတာပါဖြန်ကြားလေးရဲ့အည်ပြားကအရန်ထူပြီးရော်ရဲနေတာကြောင့်ကျတိရဲ့သွားတွေဟာအသားတွေကိုနက်နက်ရှိုင်းရှိုင်းဝင်သွားဖို့တကယ်ကိုခက်ခဲနေပါတယ်ကျတိကဖြန်ကြားလေးရဲ့အမိကိုကိုက်ပြီးဆွဲထားလိုက်တဲ့အခါဖြန်ကြားလေးဟာနာကျင်စွာနဲ့အော်ဟစ်နေပါတယ်အဲ့ဒီချိန်မှာပဲအချင်းတွေဟာရုတ်တရက်ပြောင်းလဲသွားပါတယ်အဝေးကနေဖြန်ကြားမာကြီးတစ်ကောင်ဟာအရှိန်အဟုန်နဲ့ပြေးဝင်လာပါတယ်။ဒါဟာဖြန်ကြားလေးရဲ့မိခင်ဖြစ်ပြီးသူ့ရဲ့သားသမီးကိုကယ်တင်ဖို့အတွက်အသက်နယ်လဲပြီးတိုက်ခိုက်ဖို့အသင့်ပါပဲ။ဖြန်ကြားမာကြီးဟာကျသစ်စီကိုတန်းတန်းမမတ်ပြေးဝင်သွားပြီးအားနဲ့စောင့်တိုက်လိုက်ပါတယ်။ကျသစ်ဟာဒီလောက်ထိရဲရင်နဲ့တိုက်ခိုက်မှုကိုမမျှော်လင့်ထားတဲ့ကြောင့်ခဏတာကြောင်အသွားပါတယ်။အခုဆိုရင်ကျသစ်ဟာဖြန်ကြားနှကောင်ကြားမှာပိတ်မိနေပြီးမိခင်ဖြန်ကြားကြီးကကျသစ်ရဲ့မျက်နှာနာထိကပ်ပြီးဟိမ့်ဟောက်နေတယ်လို့သားသမီးဖြန်ကြားလေးကလည်းအခွင့်အရေးရတိုင်းကျတစ်ကိုပြန်လဲရန်မှုနေပါတယ်။ကျတစ်ကဖြန်ကြားမာကြီးကိုပါဇက်နဲ့ကိုက်ပြီးမြေကြီးပေါ်မှာဖိထားဖို့ကြိုးစားပေမဲ့ဖြန်ကြားလေးကကျတစ်ရဲ့အနောက်ကနေဝင်ပြီးကိုက်ဖို့ကြိုးစားနေတာကြောင့်ကျတစ်မှာအာယုံတွေရှုပ်ထွေးနေပါတယ်။ဖြန်ကြားတွေရဲ့ဇွဲကတကယ့်ကိုအံ့ဩစရာပါပဲ။ကျတစ်ကသူတို့ကိုဘယ်လောက်ပဲရိုက်ပုတ်နေပါစေသူတို့ကတော့လုံးဝလက်မလျှော့သွားပါဘူး။ကျတစ်ကသူ့ရဲ့အစာကိုမစွန့်လွတ်ချင်သေးတာကြောင့်ဖြန်ကြားလေးကိုပြန်ပြီးကိုက်ထားလိုက်ပါတယ်။ဒါပေမဲ့ဖြန်ကြားမာကြီးကလည်းတစ်ဖက်ကနေအဆက်မပြတ်တိုက်ခိုက်နေတာကြောင့်ကျတစ်အတွက်အခြေအနေကမဟန်တော့ပါဘူးကျတိကြီးရဲ့အမီးဟာစိုးရင်စိတ်ကြောင့်ဟိုဘက်ဒီဘက်ရမ်းခါနေတာကိုတွေ့ရမှာပါဖြန်ကြားမာကြီးကကျတစ်ရဲ့လေဘင်းကိုခုံကိုက်ဖို့ကြိုးစားလိုက်တိုင်းကျတစ်ကနောက်ကိုလန့်ပြီးဆုတ်ခွာသွားရပါတယ်ဒီတိုက်ပွဲဟာမိနစ်တော်ကြာအောင်ကြာမြင့်နေပြီးဖြန်ကြားမိသားစုရဲ့ညီညွတ်မှုကိုအထင်ရှားမြင်တွေ့နေရတာပါနောက်ဆုံးမှာတော့ကျတစ်ဟာဒီလိုတင်မထူးနေမထူးတိုက်ခိုက်နေတဲ့ဖြန်ကြားတွေကိုမရှင်းနိုင်တော့ဘူးဆိုတာသူသိသွားပါတယ်သူဟာဖြန်ကြားလေးကိုပါဇက်ကနေလှုပ်ပေးလိုက်ပြီးနောက်ကိုဖြည်းဖြည်းချင်းဆုတ်ခွာသွားရပါတော့တယ်။ဖြန်ကြားမိသားစုကတော့ကျတစ်လုံးဝထွက်သွားတဲ့အထိအနောက်ကနေလိုက်ပြီးဟိမ့်ဟောက်နေကြပါတယ်။ဒါဟာသဘာဝတရားရဲ့မိခင်မြတ်တာနဲ့ရဲရင်မှုကိုပြသနေတဲ့မြင်ကွင်းတစ်ခုပါပဲ။ကျတစ်ကြီးဟာအစာမရတဲ့အပြင်အရှက်တကွဲနဲ့ပဲလွင်ပြင်းထဲကိုပြန်လွယ်ထွက်ခွာသွားရပါတော့တယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။